အားလုံးပဲမင်္ဂလာပါဆရာမလေးတွေစိတ်မဆိုးကြီးတော့စိတ်မဆိုးကြီးဆိုတဲ့သချင်းလေးကိုကျွန်တော်ရဲ့ဂီတမှုပြန်လိုက်ရေးဆရာဒီအောင်ရေးပြတာဖြစ်ပါတယ်ဒါစကားပြောပြပါဦး
chocolate ဖြစ်ပါတယ်ဆိုင်ရပြုလို့ဒီကျတယ်